အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe နှိပ်ထားပေးကြပါဦးကျွန်တော်ဒီနေ့မနေ့ပေါ့နော်ဒီနေ့မနေ့မှာတော့ကျွန်တော်တို့3-6ထွက်တယ်ညနေမှာတော့ကျွန်တော်ရှင်းငါဆိုတော့နေ့တိုက်ကတော့လွယ်တယ်ကျွန်တော်ဒီနေ့ရက်အတွင်းပေါ့နော်နေ့ရက်အတွင်းအခွေ3-5ခွင့်ရှိအခွေကတော့လာကြာပါပြီကျွန်တော်တစ်ပတ်စာ3-1-3အခွေရှိမယ်ပေါ့နော်ဒါကတော့ you ကျွန်တော်ပေးထားတဲ့ဒါကတော့ free ကပေါ့နော်ကျွန်တော်ဒီမနေ့ကကျွန်တော်ပေးတဲ့ site နဲ့ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီခွန်6ထွက်တဲ့ site နဲ့အဓိကပေးတာပေါ့နော်သူကတကယ်တမ်းကြည့်မယ်ဆိုရင်ကျွန်တော်တော့ break ကိုမရွေးချယ်လိုက်တာလဲပါ1-3ဒီမှာဆိုရင်6-4 8-5ဆိုရင်မှဒါ break to break ဆင်ပေးသွားတဲ့ပုံစံပေါ့နော်အဲဆိုတော့ကျွန်တော်ဒီ23ရက်နေ့အတွက်ကိုကျွန်တော်အဓိက break လေးကိုကြည့်ပေးမယ် break ကိုကြည့်ပေးမယ်ဆိုတော့ကျွန်တော်ဒီ8-5ထွက်တဲ့ site နဲ့ပဲကြည့်မယ်နော်8-5ထွက်တဲ့ site နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်နောက်တစ်ပတ်မှာသူအဓိကကြာပေးနေတာက3-6 break ပေါ့နော်ဒီမှာဆိုရင်လည်း6 break ဒါ2ရက်အတွင်းလောက်ကိုကြာပေးတယ်ကျွန်တော်ဒီ5ထွက်တဲ့ site နဲ့ဆိုရင်လည်းဒီမှာဆိုရင်ဒါသူကတော့6 break သူကတော့ပြောမယ်ဆိုတော့တစ်ချိန်ဒုတိယတစ်ပင်မှာပဲတစ်ချိန်ကြာထားရှိတယ်သူကတော့ဒီမှာပြောမယ်ဆိုတော့1 chain နဲ့ကျွန်တော်တို့ power 1 chain နဲ့တွားမယ်ဆိုတော့16 break ပုံစံမျိုးကြာထားပြီးတယ်သူကဒါပေမဲ့5ဆိုတဲ့အပြင်ကနည်းနည်းဝေးတယ်ပေါ့နော်ဒါကတော့ဒီ85ကတော့ကျွန်တော်တို့ဒီမှာ85ဆိုတဲ့အခွေကြတဲ့ site နဲ့ဆိုရင်တော့သူက6 break ကတော့ပေးနိုင်တယ်အဲဆိုတော့ကျွန်တော်ဒီ9-3 ထွက်တဲ့ site နဲ့เนาะတောက်ကြနေ9-3 ထွက်တဲ့ site နဲ့ကြည့်မယ်ဆိုရင်သူကဘာကြပေးလဲဆိုတော့သူကဒီမှာတော့6-3ဆိုရယ်6 break သူက4ခွန်1 break ရယ်8-3 1 break ရယ်ကြာပေးတယ်ဒီ6-4ထွက်တဲ့ site နဲ့ဆိုရင်ကျွန်တော်ဒီမှာ4ခွန်1 break 5-6 1 break ဆိုတာမျိုးကြာပေးတယ်ပြီးတော့ဒီကျွန်တော်ဒီ calendar မစီရတယ်လို့ပေါ့နော်85ထွက်တဲ့ site နဲ့ဆိုရင်လည်းကျွန်တော်အများဆုံးကြည့်ထားတာကဒီ6 break ကြာပေးတာများတယ်အဲဆိုတော့ဒီ6 break ကိုကျွန်တော်တို့အဓိကအင်္ဂါနေ့တည့်ရက်ထဲတော့မဟုတ်ဘူးဒီအင်္ဂါနဲ့ဗုဒ္ဓဟူး2ရက်လောက်ကစားမယ်ပေါ့နော်6 break ကို main တင်မယ်1 break ကိုတော့2အနေနဲ့ကစားမယ်ပေါ့နော်6 break ရှိမယ်ဒါ2ရက်အတွင်းအင်္ဂါဗုဒ္ဓဟူးပေါ့နော်ကျွန်တော်ဒီနေ့တိုင်း1 chain ကတော့ဒီပြောမစံတော့ညမနေ့ကတော့လွယ်သွားပါပေါ့နော်အဲဆိုတော့မနေ့ဖြန်ကတော့ကျွန်တော်ဒီပြောမစံတော့1 chain ပုံမှန်တိုင်းဆိုတော့သူက1 chain ကတော့တရက်ကိုအနည်းဆုံးမနက်ပိုင်းကတော့အများဆုံးမှန်တာများတယ်ပေါ့နော်ဒီနေ့မှာတော့လွယ်သွားတယ်လွယ်သွားဆိုမဲ့ကျွန်တော်မနေ့ပြန်ထပ်ကြည့်ပေးမှာပေါ့နော်ဒီ1 chain ကိုအဲဆိုတော့ကျွန်တော်တို့ဒီမနေ့ပြန်အတွက်ကအဓိကတော့အင်္ဂါဗုဒ္ဓဟူးအတွက်ကတော့ကျွန်တော်6 break ပေါ့နော်အဲဆိုတော့ကျွန်တော်23ရက်နေ့အတွက်ကျွန်တော်တစ်ခါလေးရေးထားလိုက်တော့ကျွန်တော်23ရက်12လ2025အဓိကတော့ကျွန်တော်ဒါအင်္ဂါပေါ့နော်အင်္ဂါနဲ့ကျွန်တော်တို့အင်္ဂါနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့ပေါ့နော်နေ့ရက်အတွင်းမှာအဓိက main break ကတော့ကျွန်တော်တို့ဒီ6 break ရှိမယ်6 break ကိုကျွန်တော်ရွေးပေးမယ်နော်3ဘူးရယ်3-6ရယ်ပြီးတော့အဓိကပူးကြရင်တော့3ဘူးနဲ့10ဘူးကို main တင်ကစားပါနော်ကိုခွန်ရဲ့အဒီ3ဝယ်ပါနော်ပြီးတော့2ကတော့ကျွန်တော်တို့1 break ရှိမယ်1 break မှာလည်းကျွန်တော်ဒါ main ရွေးပေးမယ်နော်ကျွန်တော်4ခွန်ရယ်ကျွန်တော်တို့5-6ရယ်ပြီးတော့2-9ရယ်ဒီ3ဝက်အဓိကရွေးပေးပြီးတော့ကျွန်တော် Viber channel ကကျွန်တော်အခုအသစ်ပြန်ဖွင့်ထားတယ်အသစ်ပြန်ဖွင့်လာဆိုတော့ကျွန်တော် comment အောက်မှာ link ချထားပေးမယ်နော်ဝင်တတ်တဲ့လူဆိုရင်ဒါlink ကနေဝင်ခဲ့လို့ရပါတယ်ကျွန်တော် line တင်ရလဲ line ရလဲအနေနဲ့အခက်အခဲရှိလို့အဲဆိုကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကြည့်ပေးရရောက်စီနိုင်ကိုကျေးဇူးတင်ပါတယ်